ရာသီဥတုအရန်ပူလာရင်အပူကြီးပြီလေဖြတ်တာကို view ဆိုင်ဖို့လိုပါတယ်အထူးသဖြင့်လူကြီးမိဘတွေမှာပေါ့နော်ဆမကဒီနေ့ဗီဒီယိုလေးမှာအပူကြီးပြီလေဖြတ်တယ်ဆိုတဲ့လက္ခဏာတွေကဘယ်လိုတွေလဲဘယ်လိုတွေရှိရင်အပူကြီးပြီလေဖြတ်တာလဲပြီးရင်ချက်ချင်းကွာနဲ့ကိုရှေးဥတုနာမျိုးနီလန်နေဘာတွေလုပ်လို့ရလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်လက္ခဏာတွေအနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်ကိုတိုင်းကြည့်လိုက်မယ်ဆိုရင်40 degree centigrade ထက်များနေမယ်ဒါမှမဟုတ်ဘူးဆို104 degree Fahrenheit ထက်များနေပြီဆိုရင်ဒါကလေဖြတ်နိုင်တယ်ပေါ့နော်အပူကြီးပြီးလေဖြတ်နိုင်တယ်ပြီးတော့သတိထားမိရမှာကချွေးထွက်တာပေါ့နော်ကျွန်တော်တို့ကလူတယောက်ကချွေးတွေအများကြီးထွက်နေရင်ဒါမကြောက်ရဘူးပေါ့ဒါပေမဲ့ချွေးလုံးဝမထွက်တော့ပဲနဲ့ချွေးတိတ်သွားပြီးခန္ဓာကိုယ်ကင်ကြည့်လိုက်တော့လဲပူကျက်ပြီးတော့ညီရဲနေတာမျိုးဆိုရင်တော့ဒါကတော်တော်ကိုကျွန်တော်တို့အနေနဲ့သတိထားရတယ်ကြောက်ရတဲ့ emergency အခြေအနေပဲဖြစ်ပါတယ်ပြီးပြီဆိုရင်လူနာကစကားပြောတာတွေလည်းဝေဝါးလာမယ်မူးဝေအော့အန်တာတွေလည်းရှိနိုင်ပါတယ်ဒီလိုလက္ခဏာမျိုးရှိနေပြီဆိုရင်တော့အရေးပေါ်ဌာနကိုပို့ဖို့အတွက်အရင်လောက်ရပါမယ်ပေါ့နော်တကယ်လို့အရေးပေါ်ကရောက်မလာသေးခင်မှာကိုကရှေးဥတုနာပြိုနီလန်းလေးဘာတွေလုပ်လို့ရလဲဆိုတာဆက်ပြီးပြောပြပေးသွားပါမယ်ပထမဆုံးလောက်ရမှာကတော့ဆင်မတို့လူနာကိုအရေးထဲကိုရွှေ့ပေးထားရမယ်အဲကွန်ကန်ရရင်လည်းအဲကွန်ကန်ထဲကိုထည့်ပေးထားလို့ရပါတယ်ပြီးပြီဆိုရင်လူနာကိုဒီတကူလုံးကိုပေါ့နော်ဆင်မတို့ရေအေးစလုံးထဲမှာနှစ်ထားရပါမယ်တကယ်လို့ရေအေးစလုံးမရှိဘူးမရနိုင်ဘူးဆိုရင်ဆင်မတို့တွေကလူနာကိုအဝတ်စားတွေအားလုံးချွတ်သူ့ရဲ့အတွင်းကန်လောက်ပဲထားပြီးတော့ပေါ့နော်ရေဖြန်းပေးရပါမယ်ဆင်မတို့ရေဖြန်းပေးရပါမယ်ဒါမှပေါ့နော်ခန္ဓာကိုယ်ကအေးပြီးတော့ဒီ evaporation ဖြစ်မယ်ဒါမှသူ့ရဲ့ခန္ဓာကိုယ်အပူချိန်စနစ်ကပုံမှန်ပြန်ပြီးတော့လဲပတ်နိုင်မှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကဆင်မတို့ဒီပေါင်ချန်တွေဒီလေပင်တွေနောက်ပြီးတော့ဂျိုင်းကြားတွေနောက်ကျောဘက်တွေမှာရေခဲအိတ်တွေတင်ထားပေးထားလို့ရပါတယ်ကတ်ထားပေးလို့ရပါတယ်မဟုတ်ဘူးဆိုလဲတာဝါပေါ့နော်ဆင်မတို့ရေချိုးတစ်ဖက်ကြီးတွေကိုရေအေးနေအောင်စိန်ထားပြီးတော့သူကညှစ်ချလိုက်မယ်ပြီးပြီဆိုရင်ခဏဆင်မပြောတဲ့ပေါင်ချန်တွေဂျိုင်းကြားတွေလေပင်တွေနောက်ကျောတွေမှာတာဝါတွေအကြီးကြီးတွေကပ်ပေးထားရပါမယ်နောက်တစ်ခုကကြတော့ဆင်မတို့ဒီလူနာရဲ့ခြေထောက်ပေါ့နော်ခြေထောက်ကိုမြင့်ပေးထားရပါမယ်ခြေထောက်ကိုမြင့်ပေးထားတယ်ဆိုရင်ဒါကနှလုံးကိုသွေးစည်းမှုကိုအထောက်ပံ့ပြုစေမှာပဲဖြစ်ပါတယ်ဒီနေရာမှာသတိထားတဲ့အချက်ကလေးပါရာစီတမောတိုက်တာပဲပေါ့နော်တချို့ကထင်တယ်ဒါကဖျားနေတာပဲကိုယ်ရည်အရန်ပူနေပြီးပါရာစီတမောအဖျားချသွားအောင်တိုက်လိုက်မယ်ဆိုရင်တော့မှားပါလိမ့်မယ်နော်ဘာလို့လဲဆိုတော့အခုအခြေအနေကလူနာရဲ့ခန္ဓာကိုယ်မှာရှိတဲ့အပူချိန်ထိန်းကြီးတဲ့စနစ်ကအလုံးမလုံးတာပဲဖြစ်ပါတယ်ပါရာစီတမောနဲ့မဆိုင်ပါဘူးဒါကြောင့်မို့ဒီချိန်မှာပါရာစီတမောတိုက်လို့မရပါဘူးဒါဆိုရင်အပူကြီးပြီးလေဖြတ်နိုင်တဲ့လက္ခဏာတွေရဲ့ဘာတွေလုပ်ရမယ်ဘာတွေမလုပ်ရဘူးဆိုတာကိုသိသွားပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ